ဘာကြောင့်လေရင်တွေဒီထက်ပိုပြီးမြင့်မြင့်မပြန်တန်းကြတာလေတင်ဟာလေရင်ပေါ်မှာတက်တုံတက်တာထိုင်းရင်ဗရင်ပေါက်ကနေပြားလေးအနည်းတဲ့ခေါင်းကင်ကြီးကိုကြည့်နေတယ်လို့မြင်အောင်ကြည့်လိုက်ပါအဲ့ဒီချင်းမှာတင့်ခေါင်းလေလေရင်တွေဒီလောက်အမြင့်ကြီးမှပြန်တန်းနိုင်တယ်ဆိုရင်ဘာလို့ဒီထက်ပိုပြီးမပြန်တန်းကြတာလဲဆိုတဲ့မေးခွန်းတစ်ခုဝင်လာနိုင်ပါတယ်လီဒုသိသီးစားနဲ့စီစားတသားမှုရေပြောအဖြစ်ပိုမြင့်တဲ့နေရာမှာလေထုကပိုပါပါတယ်လီထုပါလီလေရင်ပေါ်တက်ရောက်တဲ့လေပုတ်တိုင်မှု drag နဲလီပါပဲလေပုတ်တိုင်မှုနဲတဲ့အတွက် engine တွေပိုပြီးယုံစရာမလိုတော့ပဲလောင်စားစီပိုမိုတက်တာပြီးပိုဝေးသွားနိုင်ပါတယ်လေကြောင်းလိုင်းတွေအနေနဲ့စရိတ်တက်တာပြီးလက်မှတ်ခေးတွေ short ချနိုင်တဲ့အတွက်ဒါကိုသဘောကျကြပါတယ်ဒါဆိုရင်ဘာလို့လေရင်တွေကပေ3500နဲ့4000ကျမှပဲရပ်သွားကြတာလဲအဖြေကတော့တဘာဝလီထုကပြန်ပြီးကန့်တက်လိုက်လို့ပဲဖြစ်ပါတယ်အင်ဂျင်နဲ့တောင်ပန်းများအတွက်လေလိုအပ်ခြင်းဂျက်အင်ဂျင်တွေအလုံးလို့ဖို့လောင်စာစီနဲ့လေကိုရောစက်လောင်ကျွမ်းစေရပါတယ်ပေ4000အမရမှာလေထုကအတော်လေးပါလွှားနေပါပြီဒီထက်ပိုမင်းသွားရင်အင်ဂျင်တွေကလောင်ကျွမ်းဖို့လုံလောက်တဲ့အောက်ဆီဂျင်ကိုမရနိုင်တော့ပဲစွမ်းအင်တွေတဖြည်းဖြည်းကျဆင်းလာပါတယ်တောင်ပန်းတွေကလေရင်ကိုလေးထဲမှာပင့်တင်ထားနိုင်ဖို့အောက်ခြေကဖြတ်တန်းပါတဲ့လေစီချောင်းကိုလိုအပ်ပါတယ်လေအရန်ပါသွားတဲ့အခါပင့်တင်အားရဖို့အတွက်လေရင်ကိုပိုပြီးမြင်မြန်မောင်းဖို့လိုအပ်လာပါတယ်အခေါင်းပေါက်တောင်းဆိုတဲ့ the Cossin Corner အလုံးမြင့်မားတဲ့နေရာတွေမှာအန်ဒီယကင်းစင်းပြန်တန်းနိုင်တဲ့အမြန်နှုံအကွာအဝေးကအရန်ကိုကျင်းမြောင်းသွားပါတယ်အရန်နှေးသွားလျင်တောင်မန်တွေကလုံလောက်တဲ့ပင်တင်အားမရတော့ပဲလေရင်ကအောက်ကိုထိုးကျသွားပါမယ်အရန်မြန်သွားလျင်အတန်ထက်မြန်အလျင်နားကပ်သွားပြီးလေရင်ကိုယ်ထဲမှာခံနိုင်မှုမရှိတဲ့ကြီးမားတဲ့လေဖိအားတွေတက်ရောက်လာပါတယ်လေရင်ပိုမြင့်လာလေဒီအနှင်းနဲ့အမြန်ကန်သက်ချက်တစ်ခုကပိုနီးကပ်လာလေဖြစ်ပြီးလေရင်မှုတွေကဒါကို the Coffin Corner လို့ခေါ်ပါတယ်အဲ့ဒီအချိန်ကြီးရောက်ရင်အန်ဒီယကင်းစင်းနဲ့အမြန်နှုံးတစ်ခုတည်းကိုအတိအကျထိမ့်သိမ်းမောင်းနှင်ဖို့ဆိုတာမထင်နိုင်တဲ့လောက်ပါပဲလေရင်ခန်းတွင်ဖိအားခရီးသည်တွေတက်တောင့်တက်တာထိစေဖို့လေရင်ခန်းထဲမှာပင်လေကြီးပြင်အထက်ပေ6000က8000ဝန်းကျင်မှာရှိတဲ့ဖိအားမျိုးကိုဖန်တီးပေးရပါတယ်လေရင်ပုံမြင့်လာတာနဲ့အမျှအပြင်ဘက်လေထုနဲ့အတွင်းဘက်လေထုဖိအားကွာဟချက်ကအရန်ကြီးမားလာပါတယ်ဒီဖိအားကလေရင်ရဲ့ပတင်းပေါက်တွေတကားတွေနဲ့ကိုယ်တွေတစ်ခုလုံးကိုအပြင်ဘက်စီကတင်းဆွဲထုတ်နေတယ်လို့ဖြစ်ပါတယ်လေရင်တွေကိုဒါခံနိုင်ဖို့တိဆောက်ထားပြီးပဲအတိုင်းအတာတစ်ခုအထိပဲခံနိုင်ပါတယ်အကောင်းဆုံးအချိုးကျနေရဒါကြောင့်ခရီးသည်လေရင်တွေကပေ3500နဲ့4000ကျမှပြန်တန်းကြတာဟာရကန်တမနာထားတာမဟုတ်ပါဘူးအဲ့ဒီနေရာဟာအောက်ပါအချက်တွေအားလုံးအကောင်းဆုံးဟန်ချက်ညီတဲ့နေရာလိုပါတယ်လေပွတ်တိုက်မှုနဲပြီးစီစားတတ်ထားတာဖို့လေထုအလုံးလောက်ပါလာတဲ့အင်ဂျင်တွေအသက်ရှူနိုင်ဖို့နဲ့တောင်ပန်တွေပင့်တင်အားရဖို့လေထုအလုံးလောက်ထူးထည်တယ်ခရီးသည်တွေအတွက်လေရင်ခန်းတွင်းဖိအားကိုဘေးကင်းစွာထိန်းထားနိုင်တယ်တွေ့ထိပါတယ်နောက်တစ်ခါသင်လေရင်စီရင်ပတင်းပေါက်ကနေအပြင်ကိုကြည့်တဲ့အခါလေရင်ဟာဒီထက်ပိုမမြင့်နိုင်လို့မဟုတ်ပဲလက်ရှိပြန်တန်းနေတဲ့အမြင့်ဟာအရာအလုံးအကောင်းဆုံးနဲ့အချူးကျအဆုံးဖြစ်နေလို့ဆိုတာကိုသင်နားလည်သွားမှာပါ